စားချင်လို့လား လူဆိုတာဟာမင်းလောင်ရဲ့တန်တွေကြာဝင်းကြီးရေ လမ်းလိုက်တာကွာမဲကိစ္စလဲပြောကြည့် ငါးကောင်ရင်းနေလို့ကတင်းလာ ငါးကောင်ရင်းနေလို့ငါရင်းနေလို့လား သူရင်မကူတာလို့နေနေတာရေလေကောင် ဟောဒီငါရင်မကူတာဟုတ်လားရင်မကူတဲ့ငါတော့ဟင်းဦးတဲ့ထဲပါလားရှုပ်လို့โอเคကျေးဇူးတင်တယ်မင်းအောင်မဆွဲအောင်မလား ဆွဲပါတော့ ဆွဲပါလားโอเคပြီးရောကောင်းပြီရောဟိုဟင်းကောင်းတစ်ခွက်ရပြီငါးကောင်းဆိုတော့ငါပြောပြအောင်မယ်ဘလို့ချက်ဆိုင်ကောင်းမလဲဆိုတော့ရပါလေငါပဲဖန်တီးလိုက်မယ်နော်ရော့မင်းယူထားလိုက်သွားမယ်ငါစားဖို့တော့လုပ်လိုက်မယ်မင်းကငါ့ကိုရေကူးလေးပါလေတင်ပေးလေကွာငါကင်အောင်မယ်โอ้ยပူလိုက်တာဒါပေမဲ့ထောင်းတာကြားနေပြီကွာမြင်းဆန်ထောင်း ညက်တော့ပဲ မအတန်ထွက်ထောင်းရတယ်ဘောင်းဒီကငပီတုံးလေးကိုစီးစက်ရတဲ့ကောက်ထဲလိုက်ကဲစီကတော့ပြန်လာပြီစီပြန်လာရင်တော့ရေထည့်ဖို့ပဲကျန်တော့တယ်ကဲဒီရေလေးဆိုရင်တော့ ready ဖြစ်ပြီဆွဲတော့ဆွဲကျင်နေပြီကွာခဏနေကြိတ်ရတော့မယ်ဆက်လေး စားတော့ဗျာကိုငပြက်ကဆက်ပဲပုံလေ ငပီကတော့စက်မှာပါကွာမင်းရတယ်မင်းအစမစားဘူးလား စားဘူး မစားရင်လည်းနေကွာမစားရင်လည်းပြန်သွားရအောင် ပြန်မယ်မဆင်းပြစားတော့ စားကွာသွားကွာဟဲ့မင်းငါဖို့လာမတောင်းနဲ့တော့နောက်ပြီးမှရှယ်ပဲဘာမှမလုပ်တော့ဘူးကွက်စတီဖြစ်သွားပြီပက်ချင်းလေးအရင်တုပ်လိုက်ပါမယ်စီကိုမများထည့်ထားတယ်စိတ်ခံနေပါငါးကောင်ငပိချက်နဲ့အရင်ကင်လိုက်မယ်ဝိရတွေကပုံစောင့်တက်ကုန်ဆွဲဗျာတိုက်စားနေတားရပါတစ်ဆက်တော့ပြီးတော့ဘာမလို့ဒီစီကြီးရယ်ဒါပေမဲ့ကြိုက်တယ်တို့လိုကောင်းငပိရအပေါ်စောင့်တက်ကုန်
就是这里的沙井咱们得装嘛装呢。စားကျင်လို့လားတော်နေတော့စားကျင်လို့လားကြက်ပါခေါ်ရွေးလိုက်မကောင်းရှိရအောင်မယ်ဝါတော်စားကျင်နေဒီကြက်哇！ဘာပြောလို့ပြောရမှာတော့မသိတော့ကောင်းချက်ကဘာမှထက်ထဲကြအောင်မလုပ်သူတော်စားကြတယ်စက်ကတော့ရှိပြီတော့လားဒီမှာကြံသေးရဲ့ကွင်းလိုက်တကွင်းကိုဈေးတွေကဝယ်လာတာ900အမနဲ့ကောင်းတော့拜拜先生没有哇
ဟိုးလက်ရတော့ဗျာဘာမှပြောနေကြမလို့အောင်တော်တော်ကောင်းတာကျွန်တော်တော့ဒီလောက်ကောင်းရင်ကျွန်တော်မားသားကြီးချက်တာဘယ်လောက်ကောင်းမလဲဆိုတာစဉ်းစားကြည့်လိုက်တော့ဗျာဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကိုကျွန်တော်ဒီလောက်နေလိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာတဒါ